တစ်ခုကမန္တလေးတိုင်းမြင်းချံညောင်ပင်ရွာကိုအကြမ်းဖက်စစ်တပ်ကဒရုန်းနဲ့ပုံကျဲတာနော်ပြည်သူ2ယောက်သေဆုံးသွားတယ်ပြည်သူ2ယောက်သေဆုံးသွားတယ်စကိုင်းမန္တလေးမကွေးရှမ်းပြည်နယ်မြောက်ပိုင်းရခိုင်ပြည်နယ်ကချင်ပြည်နယ်ကိုရရဆက်ဆက်ကိုပုံကျဲနေတာရရဆက်ဆက်ကိုပုံကျဲနေတာနော်နောက်တစ်ခုကစကိုင်းတိုင်းခလေးမြို့နယ်တင်သားရွာကိုအကြမ်းဖက်စစ်တပ်ကဒရုန်းနဲ့ပုံကျဲတာပြည်သူ3ယောက်အပြင်းထန်ဒဏ်ရာရတယ်ဟောဖိုးတို့အခုဖတ်ပြတဲ့သတင်းတွေကိုဖိုးတို့ဝိဘပြည်သူတွေအာယုံစူးစိုက်ပြီးတေချာနားထောင်ကြည့်ယောက်ျားချင်းစစ်တိုက်လို့ PDF ဘယ်နှယောက်သေးတယ်တိုင်းရသားလက်နက်ကင်ဘယ်နှယောက်သေးတယ်တခုမှမပါဘူးနော်တခုမှမပါဒါကြောင့်ဖိုးကွက်တက်ကအရှိမပြောပါတယ်အကြမ်းဖက်စစ်တပ်ကနော်နေ့စဉ်နေ့တိုင်း PDF နဲ့စစ်တိုက်တယ်ဆိုတဲ့သတင်းတခုမှမတွေ့ရအောင်တိုင်းရသားလက်နက်ကင်နဲ့စစ်တိုက်တယ်ဆိုတဲ့သတင်းတခုမှမတွေ့ရအောင်ဘာသတင်းတွေပဲထက်နေလဲဆိုရင်လေရင်နဲ့ပုံကျဲတယ်ဒရုန်းနဲ့ပုံကျဲတယ်လက်နက်ကြီးနဲ့ပစ်တယ်စစ်ကြောင်းထိုးတယ်ပြည်သူတွေကိုလူသားတိုင်းကပြဖမ်းတယ်ရွာတွေကိုမိရှို့တယ်ဟောပေါ်တာဆွဲတယ်ဒီသတင်းတွေကြီးပဲထက်နေ PDF တွေနဲ့စစ်တိုက်တယ်သူတို့အနိုင်ရသွားတယ် PDF ဘယ်နှယောက်တည်သွားတယ်တခါမှမကြောက်တိုင်းသားလက်နက်ကိုင်တွေနဲ့စစ်တိုက်တယ်သူတို့အနိုင်ရသွားတယ်တိုင်းသားလက်နက်ကိုင်ဘယ်နှယောက်တည်တယ်တခါမှမကြောက်နောက်တစ်ခုကပဲခူးတိုင်းကျို့ပင်ကောက်မြို့နယ်ဥယျင်ကြီးရွာကိုအကြမ်းဖက်စစ်တပ်ကဘာတိုက်ပွဲမှဖြစ်ပဲနဲ့ဒရုန်းနဲ့ပုံကျဲတာနော်နေအိမ်မှာစာကြက်နေတဲ့10တန်းကျောင်းသားမောင်အိုင်စတိုင်းနဲ့ဟောသိပ္ပံပညာအိုင်စတိုင်းနာမည်ပေးထားတာနေအိမ်မှာစာကြက်နေတဲ့10တန်းကျောင်းသားမောင်အိုင်စတိုင်းပွဲချင်းပြီးသေဆုံးသွားတယ်ဩအနာဂတ်မျိုးဆက်တွေကုန်ပြီပေါ်တာဆွဲခံရတဲ့သူဟာဆွဲခံအသက်ခံရတဲ့သူဟာအသက်ခံဖိုးတို့အနာဂတ်မျိုးဆက်တွေကုန်ပြီတော်လည်းပြီးလို့တိုင်းပြည်ပြန်လဲထူထောင်တဲ့အခါမှာလူငယ်တွေရှိပါအောင်မလားရှိပါအောင်လားနောက်တစ်ခုကရှမ်းပြည်နယ်မိုင်းလုံမြို့ပန်တပြေရွာကိုအကြမ်းဖက်စစ်တပ်ကလေနဲ့ဘုံကျဲတာဘုံကြီးကျောင်းနဲ့နေအိမ်အလုံး20ပျက်စီးတယ်ဘုံကြီးကျောင်းနဲ့နေအလုံး20ပျက်စီးတယ်နောက်ကရင်ပြည်နယ်မြဝတီမြို့နယ်မင်းလက်ပံနဲ့နော်ဖလူးရွာနဲ့မဲထော်တလေးတို့ကိုနော်မင်းလက်ပံဖလူးရွာနဲ့မဲထော်တလေးတို့ကိုအကြမ်းဖက်စစ်တပ်က4ရက်စက်တဲ့ဒရုန်းနဲ့ဘုံကျဲတာစာတင်ကျောင်းနဲ့ဖုံကြီးကျောင်းနေအိမ်တွေပျက်စီးကုန်တယ်စာတင်ကျောင်းတွေကုန်သွားပြီဖုံကြီးကျောင်းတွေကုန်သွားပြီနေအိမ်တွေကုန်သွားပြီနောက်တနင်္လာရီတိုင်းတရချောင်းမြို့နယ်ကိုနော်အကြမ်းဖက်စစ်တပ်ကဘုံကျဲတာsorry တနင်္လာရီတိုင်းတရချောင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးပြီးတော့အိမ်ပေါင်း80နီးပါးကိုမိရှို့ဖျက်ဆီးတယ်အိမ်တစ်လုံးရဲ့တပ်ဖို့နဲသလားတနင်္လာရီတိုင်းမှာဆိုရင်အိမ်ကြီးအိမ်ကောင်းလေးကြီးပဲနှမျောစရာကြီးနော်တနင်္လာရီတိုင်းတရချောင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးပြီးတော့အချောက်တိုင်အိမ်ပေါင်း80နီးပါးကိုမိရှို့သွားတယ်နှမျောစရာကောင်းလိုက်တာနှမျောစရာကောင်းလိုက်တာနောက်တစ်ခုကကချင်ပြည်နယ် KIA ကသိမ်းပိုက်ထားတဲ့စတုံးမြို့ကိုနော်အချောက်တိုက်လေနဲ့ဘုံကျဲတာခလေးငယ်အပါဝင်နော်ပြည်သူ8ယောက်သေဆုံးသွားတယ်အိုးခလေးလေးတွေဆိုရင်တစားတီကျဲလို့လမ်းပေါ်မှာဖိုးတို့ဓာတ်ပုံတွေပြရတာလीစိတ်မချမ်းသာလိုက်တာစတုံးမှာလीအကြမ်းဖက်စစ်တပ်ကအချောက်တိုက်ကြီးကိုဘုံကျဲတာဘာတိုက်ပွဲမှလည်းမရှိဘူး KIA ကသိမ်းထားတာကြားလာနေနော်ဒီမြို့တွေဒီရွာတွေကိုငါမှမအုပ်ချုပ်ရရင်အကုန်လုံးကိုမှုံညံ့ဖြစ်အောင်ပြာပဲကြံအောင်ဘုံကျဲမှာငါမှမအုပ်ချုပ်ရရင်အဲ့ဒါတပုံပဲငါမှမအုပ်ချုပ်ရင်အဲ့ဒါအကုန်လူဆိုးပဲဟောအကြမ်းဖက်စစ်တပ်ကလေသူတို့မအုပ်ချုပ်ရတော့ဘူးဆိုရင်အဲ့ဒီမြို့ကိုတပုံလို့သဘောထားတယ်
လူဆိုးလို့သဘောထားတယ်ပြည်သူတွေကိုပြည်သူလို့ကိုမမြင်တာနော်ပြည်သူဆိုတာကသူ့အိမ်နဲ့သူ့ခြံနဲ့သူ့ဘာသူနေတာလေတခြားပြောင်းပြီးနေစရာမှမရှိတာဟုတ်တယ်မဟုတ်လားအပီဒီအဲ့ဒီတိုင်းသားလက်နက်ကင်တွေကအဲ့ဒီမျိုးအဲ့ဒီရွာကိုတိမ့်သွားပြီဆိုရင်အကြမ်းဖက်စစ်တပ်ကအဲ့ဒီမျိုးအဲ့ဒီရွာကိုဘယ်လိုတတ်မှတ်တယ်ထင်လဲအဲ့ဒီတစ်မျိုးလုံးအဲ့ဒီတစ်ရွာလုံးအဲ့ဒါ PDF အဲ့ဒီတစ်မျိုးလုံးအဲ့ဒီတစ်ရွာလုံးအဲ့ဒါတိုင်းရင်းသားလက်နက်ကင်အဲ့ဒါရန်သူအဲ့ဒါသဘုံအဲ့ဒါလူဆိုးကဲဘုံကျဲစာတင်ကြောင်းပဲထိထိဖျားကြောင်းပဲထိထိဖုံးကြီးကြောင်းပဲထိထိစေးရုပ်ပဲထိထိခလေးပဲထိထိနော်ဖုံးကြီးပဲထိထိတန်ကာပဲထိထိသီလရှင်ပဲထိထိဖိုးကြီးပွားကြီးပဲထိထိကြိုက်တဲ့လူထိအဲ့ဒါအကုန်ရန်သူအဲ့ဒါအကုန်လူဆိုးဘာဖြစ်လို့လဲ PDF နဲ့တိုင်းရင်းသားလက်နက်ကန်ကြီးတိမ့်ထားတာအဲ့ဒီမျိုးတွေအဲ့ဒီရွာတွေသူတို့တိမ့်သွားပြီဆိုရင်အဲ့ဒီရွာမှာရှိတဲ့ပြည်သူတွေကိုအကုန်လုံးလူဆိုးလို့တတ်မှတ်တယ်အကုန်လုံးတဘုံလို့တတ်မှတ်တယ်အကုန်လုံးရန်သူလို့တတ်မှတ်တယ်ဟာဘာဆိုင်လို့လဲအခုမြစ်ကြီးနားမှာရှိတဲ့ပြည်သူတွေသူတို့ကသူတို့အေးဆေးနေတာလေမြစ်ကြီးနားမှာရှိတဲ့ပြည်သူတွေဘယ်ဘက်မှမပါဘူးသူတို့ကသူတို့အေးဆေးသေးလှုပ်เสียရှိတာလှုပ်တယ်သွားเสียရှိတာသွားတယ်နော်စစ်တပ်ပဲအုပ်ချုပ်ချုပ်ဟာ KIA ကပဲတိတ်တိတ်သူတို့ဘိုးနေမြဲကြားနေမြဲလीသူတို့ဘသူနဲ့မှမဆိုင်ဘူးနော်စစ်တပ်အုပ်ချုပ်တော့လဲသူတို့ဘိုးနေမြဲကြားနေမြဲသူတို့လှုပ်เสียရှိတာလှုပ်တယ်ဟော KIA ကတိမ့်သွားပြန်တော့လဲဒီမြေကြီးနားမျိုးဟာဘိုးနေမြဲကြားနေမြဲသူတို့နှစ်တူကလှုပ်เสียရှိတာလှုပ်တယ်သွားเสียရှိတာသွားတယ်သူတို့အနေထိုင်ပုံမှန်ပဲလीစစ်တပ်အုပ်ချုပ်တော့လဲဒီတိုင်းပဲနေတယ် KIA ကတိမ့်သွားတော့လဲဒီတိုင်းပဲနေတယ်ဘာမှကွာသွားလို့လဲစစ်တပ်အုပ်ချုပ်တော့လဲဒီမြကြီးနဲ့မှရှိတဲ့ပြည်သူတွေကစစ်တပ်ဘက်ကပြည်သူတွေမဟုတ်ဘူး KIA ကတိမ့်သွားတော့လဲဒီမြကြီးနဲ့မှရှိတဲ့ပြည်သူတွေက KIA ဘက်ပါသွားတာမဟုတ်ဘူးသူတို့ဘာသူတို့အေးစစ်စစ်တွားကြနေကြတာဟောဒီအကြမ်းဖက်စစ်တပ်ကအဲ့ဒီမြကြီးနဲ့မြို့ကို KIA တိမ့်သွားပြီဆိုရင်ဒါဥပမာပေးတာနော် KIA တိမ့်သွားပြီဆိုရင်အဲ့ဒီတစ်မျိုးလုံးကိုတဘုံလို့တတ်မှတ်တယ်ဗျာရန်သူလို့တတ်မှတ်တယ်ဗျာလူဆိုးလို့တတ်မှတ်တယ်ဗျာဟောသူတို့အုပ်ချုပ်နေတော့ကတော့ဒီပြည်သူကိုသူတို့ဘာမှမလုပ်ဘူးသူတို့လည်းမအုပ်ချုပ်ရတော့ဘူး KIA လည်းတိမ့်သွားပြီလဲဆိုတော့သူတို့ကရန်သူလို့တတ်မှတ်တယ်ဟာအဲ့ဒါကြီးဘယ်လို့တရားမလဲဗျာဒီပြည်သူတွေကသူတို့မှသူတို့နေတာလေစစ်တပ်အုပ်ချုပ်တော့ကလည်းသူတို့မှသူတို့နေတယ် KIA တိမ့်သွားတော့လည်းသူတို့မှသူတို့နေတယ်ဘိုးနေမြဲကြားနေမြဲလीဟန်မပြတ်သူတို့မှသူတို့အေးစစ်စစ်နေတယ်လीဘယ်ဘက်မှလည်းမပါဘူးလीသူတို့အိမ်မှာသူတို့နေတယ်သူတို့လှုပ်ရှားရှိတာလှုပ်တယ်အဲ့ဒါကို KIA တိမ့်တာနဲ့ပဲဘာဖြစ်လို့ဒီလူတွေကိုရန်သူလို့သတ်မှတ်တာလဲဟမ်အဲ့ဒါကိုပဲ PDF တွေတိမ့်တာနဲ့ပဲဘာဖြစ်လို့ဒီလူတွေကိုရန်သူလို့သတ်မှတ်လဲပြည်သူကပြည်သူပဲလေသူတို့မှသူတို့ဘိုးနေမြဲကြားနေမြဲလीသူတို့မှသူတို့အေးစစ်စစ်လောက်ကရှာဖွေစားတော့ပြီးတော့သူတို့နှစ်တူကသွားကြလာကြနေကြထိုင်ကြတာလေသူတို့ဘသူဘက်မှမပါဘူးလေ KIA ကတိမ့်တာနဲ့ပဲဒါတွေကဒီပြည်သူတွေကလူဆိုးဖြစ်ရောလားရန်သူဖြစ်ရောလား PDF တွေကတိမ့်တာနဲ့ပဲဒီပြည်သူတွေကလူဆိုးဖြစ်ရောလားရန်သူဖြစ်ရောလားစဉ်းစားကြည့်ဦးလေဘာမှမဆိုင်ဘူးလေသူတို့ကသူတို့အေးစစ်စစ်ဘိုးနေမြဲကြားနေမြဲနေတယ်လीဗျာဟောအခုစရုံးမှာခလေးတွေအပါဝေပြည်သူ၈ယောက်သိဆုံးသွားတယ်ဗျာအဲ့ဒါကိုဗိုလ်ချုပ်ကွမ်မြော်ကဘာပြောလဲဆိုရင်မင်းတို့တွေလူမဟုတ်တော့ဘူးတဲ့နော်မင်းတို့တွေလူမဟုတ်တော့ဘူးကိုပြည်သူကိုကွာမင်းတို့တွေကအင်္ဂလိပ်လည်းမဟုတ်ဘူးဂျပန်လည်းမဟုတ်ဘူးကိုပြည်သူကိုဘာဖြစ်လို့ရက်ဆက်တာလဲသူတို့က KIA လည်းမဟုတ်ဘူးအခုတည်သွားတဲ့ပြည်သူတွေက KIA လည်းမဟုတ် KIA ဘက်ကလည်းမဟုတ်စစ်တပ်ဘက်ကလည်းမဟုတ်သူတို့ကသူတို့အေးစစ်စစ်နော်ဘိုးနေမြဲကြနေသူတို့ခြံနဲ့သူတို့အိမ်နဲ့သူတို့ကသူတို့လောက်ကင်စားတော့ပြီးသူတို့ကသူတို့အေးစစ်စစ်နေတာကြောင်းတက်เสียရှိတဲ့သူကကြောင်းတက်တယ်လှုပ်เสียရှိတဲ့သူကလှုပ်တယ်သူတို့စစ်တပ်ဘက်လည်းမပါဘူး KIA ဘက်လည်းမပါဘူးစဉ်းစားကြည့်
လို့စိတ်တက်မျိုးတွေနဲ့ဒီအပြစ်မဲ့ပြည်သူတွေကိုဘယ်ဘက်မှမပါတဲ့ပြည်သူတွေကိုတို့ကတို့အေးစစ်စစ်လောက်ကင်စားတော့နေတဲ့ပြည်သူတွေကိုဘာဖြစ်လို့ဘုံကျဲရတာလဲဘုံတို့ KIA စကန်းကိုဘုံကျဲလို့ KIA ဝမ်းမနေဘူးဟုတ်မှာဘယ်ဘက်မှမပါတဲ့အပြစ်မဲ့ပြည်သူတွေကိုဘာလို့ဘုံလိုက်ကျဲနေတာလဲဗျာတို့ကပြည်သူတွေပဲလေကိုယ်နိုင်ငံသားတွေပဲလေတို့စစ်တဲ့ဘက်လည်းမပါဘူးလေ PDF ဘက်လည်းမပါဘူးလေတိုင်းသားလက်နက်ကိုင်တွေဘက်လည်းမပါဘူးတို့အေးစစ်စစ်နေတာလေအဲ့ဒါတို့ကိုဘာအပြစ်ရှိလို့ဘုံကျဲနေတာလဲတို့ကိုဘာအပြစ်ရှိလို့ရန်သူလို့သတ်မှတ်တာလဲတို့အေးစစ်စစ်နေလို့မရဘူးလားအေးစစ်စစ်နေတဲ့ဒီအပြစ်မဲ့ပြည်သူဘာလို့ဘုံကျဲတာလဲစဉ်းစားကြည့်ဗျာကဲစဉ်းစားကြည့်နော်ဒါမဖြစ်သေးဘူးလေအဲ့တော့ဘုံကျဲတဲ့ကောင်တွေကိုမေးတာဒီပြည်သူတို့ဘာလို့ဘုံကျဲတာကျဲပါလား KIA ကိုသွားဘုံကျဲပါလားကျဲပါလား PDF ကိုသွားဘုံကျဲပါလားစစ်တပ်ကဘုံကျဲလို့ KIA ဗရယောက်တည်တည် PDF ဗရယောက်တည်တည်ဒါတရားမျှတတယ်လေယောက်ျားချင်းစစ်ဖြစ်တာပဲဟိုပြည်သူကသူ့ဘက်သူနေတာဗျာဘာလို့အချောက်တိုင်ဘုံလိုက်ကျဲရတာဒါမဖြစ်သင့်ဘူးလူဆိုရင်ဒီလိုလောက်ရမျိုးကိုမလုပ်ဘူးဗျာအခုရန်ကုန်မြို့မှာသူ့ဘာသူအေးစစ်စစ်နေတဲ့ပြည်သူကိုမယုံဘုံသွားကြကြည့်သိမှာပဲမန္တလေးမြို့မှာသူ့ဘာသူအေးစစ်စစ်နေတဲ့ပြည်သူကိုဘုံသွားကြကြည့်သိမှာပဲအဲ့ဒီမန္တလေးမြို့မှာနေတဲ့ပြည်သူတွေမှာဘာအပြစ်ရှိလဲသူ့ဘာသူနေနေတာလေရန်ကုန်မှာနေတဲ့ပြည်သူတွေသူ့ဘာသူနေနေတာဘာအပြစ်ရှိလဲဘုံသွားကြရင်တော့သိမှာပဲလက်နက်ကြီးနဲ့ပြည့်ရင်တော့သိမှာပဲမီးရှို့ရင်လည်းလောင်မှာပဲပြည်သူကပြည်သူပဲလေတို့ဘာတို့အေးစစ်စစ်နေတာနေလို့မရဘူးလားနေလို့မရဘူးလားဟောအခုကချင်ပြည်နယ်မှာဗမော်မှာနော်ဗမော်မှာ KIA ကသိန်းတော့မဲ့ဆက်ဆက်တက်တက်လေးပဲကြံတော့တယ်အဲ့ဒီအချိန်မှာတို့ဘာလို့တယ်မလို့လူအင်အားမသုံးဘူးနော်အခုပေါ်တာဆွဲပြီးတော့စစ်မှုထမ်းတပ်သားတွေစောရတဲ့သူတွေလူအင်အားတစ်စက်မှမသုံးဘူးဘာလို့တဲ့လေနေနဲ့တစ်စက်ပြစ်တယ်လက်နဲ့ကြီးတယ်တစ်စက်ပြစ်တယ်ဒရုန်းနေနဲ့တစ်စက်ပြစ်တယ်နော်အခုဗမော်ကိုသူတို့လေရင်နဲ့အကြိမ်ပေါင်း100ကျော်တော့ပြစ်တာဖုန်းတို့လေရင်နဲ့အကြိမ်ပေါင်း100ကျော်စဉ်းစားကြည့်ပေါ့ပိုးဆိုပတ်ဆက်ကိုပြစ်တာတက်တရကဘာစီကြီးဖြစ်နေတယ်လို့ကိုပြစ်တာနော်ဗမော်မြို့ကိုအကြပ်ပတ်စက်ကလေရင်နဲ့အကြိမ်ပေါင်း100ကျော်ဘုံကျဲတယ်တက်တရကဘာစီကြီးဖြစ်နေတယ်လို့ကိုပြစ်တာဒရုန်းနဲ့အကြိမ်ပေါင်း40ကျော်ဘုံကျဲတယ်လက်နက်ကြီးနဲ့အကြိမ်ပေါင်း350နီးပါးစဉ်းစားကြည့်နော်လေရင်ကအကြိမ်ပေါင်း100ကျော်ဒရုန်းကအကြိမ်ပေါင်း40ကျော်လက်နက်ကြီးကအကြိမ်ပေါင်း350နီးပါးအဲ့တော့အကြိမ်ပေါင်းဘယ်လောက်လဲဆိုရင်အကြိမ်ပေါင်း900ကျော်တယ်ဗျာလေရင်ရဲ့ဒရုန်းရဲ့လက်နက်ကြီးရဲ့စုစုပေါင်းအကြိမ်ပေါင်း900ကျော်ကိုတပတ်ထဲဒီတပတ်အတွင်းမှာကိုပြစ်တာဟိုအကြိမ်ပေါင်း900ကျော်ဆိုနည်းတဲ့ပမာဏမှာမဟုတ်တာအဲ့ဒါဗမော်မှာပြစ်တာဗမော်မှာပြစ်တာအဲ့လိုအကြိမ်ပေါင်း900ကျော်ပြစ်တဲ့အတွက်ကြောင့်နော်အခု KIA ကဗမော်မြို့ကတချို့နေရာတွေကိုစုပ်ပေးလိုက်ရတယ်ဖမိုးတို့ PDF တွေတိုင်းသားလက်နက်ကိုင်တွေဘယ်နှယောက်သေးတယ်ဘယ်နှယောက်အဖမ်းခံရတယ်ဘယ်နှယောက်အလင်းဝင်တယ်ဆိုတာမရှိဘူးနော်အဲ့ဒါကိုကတရင်ကောင်းအဲ့ဒါကိုကတရင်ကောင်းဟောအေကအမ်းမျိုးကိုတိမ့်လိုက်ပြီဆိုရင်ဟောလက်နက်ချအညံ့ကန်တဲ့စစ်တုပ်ပန်းနေအများကြီးပဲနော်လက်နက်ချအလင်းဝင်တဲ့စစ်တုပ်ပန်းနေအများကြီးပဲသေတဲ့စစ်သားတွေအများကြီးပဲအမ်းမှာဆိုရင်သေတာ1000လောက်သေတယ်လက်နက်ချအညံ့ခံတာယာနဲ့ချီတယ်ကဲအခုအကြမ်းဖက်စစ်တပ်ကနောင်ချုံမြို့ကိုတိမ့်သွားတယ် PDF နဲ့တိုင်းရင်းသားလက်နက်ကဘယ်နှယောက်သေးလဲဘယ်နှယောက်မှမသေးဘူးဘယ်နှယောက်အဖက်ခံလဲဘယ်နှယောက်မှအဖက်မခံရအောင်ဘယ်နှယောက်အလင်းဝင်လဲဘယ်နှယောက်မှအလင်းမဝင်ဘူးအဲ့ဒါဘာကွာလဲဆိုရင်သူကဒလဆက်လေနဲ့ဘုံကျဲတယ်ဒရုန်းနဲ့ဘုံကျဲတယ်လက်နဲ့ကြီးနဲ့ပြစ်တယ်အချိန်ပေါင်းယာနဲ့ချီပိုးဆိုးပတ်ဆက်တတရကဘာစီကြီးဖြစ်တယ်လို့ပြစ်နေတော့ဖုန်းတို့ PDF နဲ့တိုင်းသားလက်နက်ကန်ကြီးက
မဆုတ်လို့မရဘူးလေအန်ရကင်းစွာနော်လူလဲမထိကြိုက်အောင်စုပ်ပေးလိုက်တာအဲ့တော့သူတို့ဘာရလဲဆိုတော့အခွန်ပဲရတယ်မြို့ဆိုတဲ့အခွန်ကြီးပဲရဟောနောင်ချိုကိုတိမ့်သွားတာနောင်ချိုဆိုတဲ့မြို့အခွန်ကြီးပဲရတယ် PDF တိုင်းရင်းသားလက်နက်ကိုင်တယောက်မှမသိဘူးတယောက်မှဒဏ်ရာမရဘူးတယောက်မှအဖတ်မခံရဘူးတယောက်မှလက်နက်ချအညက်ခံတာမရှိဘူး